and the window was open. Go in the other room. I'm calling the police. I'm calling the police. ငါရဲခေါ်လိုက်ဦးမယ်ဒီ sentence က present continuous tense ကိုသုံးထားတာတို့ရဲ့ pattern က MSR plus ing ဒီ present continuous tense ကိုအဓိပ္ပာယ်နှစ်မျိုးနဲ့သုံးနိုင်တယ်ပထမအဓိပ္ပာယ်ကကြတော့လက်ရှိပြစ္ဆုတ်ပံအချိန်မှာကိုကတစ်ခုခုကိုလုံးနေတယ်လို့ပြောချင်တဲ့အခါလဲဒီ tense ကိုသုံးရတယ်နောက်တစ်ခုကကြတော့ very near future တိတ်မကြခင်မှာလောက်တော့မှဆက်ဆက်အကြောင်းအရာတွေကိုပြောချင်တဲ့အခါမျိုးလဲဒီ tense ကိုသုံးပေးရတယ် I'm calling the police ငါရက်ခေါ်လိုက်အောင်မယ်မခေါ်သေးဘူးဒါပေမဲ့ခေါ်တော့မှာအခုခေါ်တော့မှာရှက်စကမနာမနဲ့ဒုက္ခနာနေလာတော့မယ် I'm going to bed အဲ့ရဝင်တော့မယ် She's taking the kids to school now သူမကလေးတွေကိုကြောင်းပို့တော့မယ်အခုဒီတုံးသွားတဲ့ sentence ကောလုံးက very near future ကိုလုံးတော့မဲ့ဆက်ဆက်အကြောင်းအရာတွေကိုပြောချင်တဲ့အခါမျိုးတွေဆိုရင်ဒီအခုဒီ present continuous tense ကိုပဲသုံးပေးရတယ် No, please don't do that.